လူတော်တော်များများကဘာလို့အလုပ်တွေအများကြီးလုပ်နေပါလေနဲ့ထိုက်တန်တဲ့ရလက်မိရကြတာလဲဒါမှမဟုတ်တင်ကိုယ်တိုင်ရောတနေ့တာကုံဆုံးသွားတိုင်းဘာမှမရမ်းမပြီးမြောက်သေးတယ်လို့ခံစားနေရသလားဒီနေ့ဗီဒီယိုမှာတော့တင်ဘဝကိုတကယ်ပြောင်းလဲပေးနိုင်မဲ့အသိပညာနဲ့လက်တွေ့ကျတဲ့နေလင်းတွေကိုပြောပြပေးသွားမှာမို့အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့အားလုံးမှာအချိန်နဲ့14နာရီတူပဲရှိပါတယ်ဒါပေမဲ့တချို့ကဒိုးတက်နေပြီးတချို့ကတော့တနေရာထဲမှာပဲလိန်နေတတ်ကြတဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်တို့စီမှာမှန်ကန်တဲ့အသိပညာနဲ့စနစ်ကျတဲ့အလေးအကျင့်မရှိလို့ပါပဲအပြောင်းလဲတစ်ခုလုပ်ချင်ပေမဲ့ဘယ်ကစရာမှမသိတာလူတိုင်းကြုံတွေ့နေရတဲ့အကြီးမားဆုံးအခက်အခဲတစ်ခုဖြစ်နေတတ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်အချက်၃ချက်ကိုအာရုံစိုက်ကြည့်ရအောင်ပထမအချက်အသေးဖွဲကစားပါကြီးမားပြောင်းလဲလို့ထက်နေတိုင်းတရာခိုင်နှုန်းပဲပိုကောင်းလာအောင်ကြိုးစားပါခုဒီရအချက်အချိန်ကိုစီမံခန့်ခွဲပါရေးကြီးတဲ့အလုပ်ကိုအရင်ဆုံးလုပ်တဲ့နေလင်းကိုတုံးကြည့်ပါတတိယအချက်စိတ်သက်ကြံ့ခိုင်မှုအခက်ခဲဆိုတာတင်ခန်းစာတစ်ခုလို့မြင်တတ်အောင်လေ့ကျင့်ပါအခုပြောပြသွားတဲ့အချက်တွေတဲကဘယ်အချက်တင်းအတွက်အတုံးဝင်ဆုံးဖြစ်မလဲဆိုတာကိုခံအစ်မှာရေးပေးခဲ့ပါဦးဒီလိုမျိုးဘဝအတွက်အတုံးတိမဲ့အသိပညာဗဟုသုတတွေနဲ့ကိုပိုင်ရည်တွေတိုးတက်စေမဲ့အကြောင်းအရာတွေကိုအမြဲလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ channel လေးကိုsubscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်တွေ့ကြမယ်အားလုံးပဲအောင်မြင်တဲ့နေ့ရက်လေးဖြစ်ပါစေ